နေ့ရက်စနေမှာတင်ဖယားနဲ့တင်နှစ်ဦးတည်းအဲ့လိုလေသွားလာကြည့်ပါလားကျန်တဲ့ຢာတွေအားလုံးခဏမေ့ပစ်ထားပြီးတော့မှတင်းကိုတင်ပြန်အားပေးတတ်တဲ့အချင်းကိုလုပ်ကြည့်ပါလားဒီအရင်ရထူးခြားလာလိမ့်မယ်တင်းနဲ့တူရှိတယ်ဆိုတော့ပိုတော့သိလာလိမ့်မယ်သူကလေအများရဲ့ဖယားမဟုတ်တူးချင်းစီကိုအချိန်ပေးတဲ့ဖယားရှင်ဖြစ်တယ် omnipresence နေရာတိုင်းမှာရှိနိုင်တဲ့ဖယားအချိန်တိုင်းမှာရှိနိုင်တဲ့ဖယားအာမင်ဒါအကျင့်အကျိုးကိုပေးခြင်းကခရစ်တော်ဒီငါ့ကိုကင်ဖတ်နေထိုအကျိုးကိုဆိုတာဘာလဲဆိုတော့ထိုအကျိုးကိုကင်မိခြင်းကဖယားရဲ့မေတ္တာတစ်ခါခံစားပြီးတော့ရင်အမြဲတမ်းအဲ့ဒီမေတ္တာကြီးလူနဲ့မတူတဲ့လူတွေနဲ့မတူတဲ့မေတ္တာမျိုးခံစားတဲ့အခါမှာအဲ့ဒီမေတ္တာကိုရချင်တဲ့အခါမှာကိုပြေးလိုက်တော့တယ်ပြေးလိုက်တယ်ဆိုတာဘာလို့တာလဲဆိုတဲ့အခါမှာအချိန်တိုင်းအဲ့ဒီအရာကြီးလွတ်သွားမှအရန်ကြောက်တဲ့အခါမှာကျန်တဲ့အရာကိုအထက်မှာဝင်မခံချင်တော့ဘူးဘာလို့အဲ့ဒီကျန်တဲ့အရာတွေအားလုံးကသူနဲ့မိတ္တာပြတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်အရန်လောကမှာအယတာရှိဆုံးကသူနဲ့မိတ္တာဖွဲ့ရတဲ့အချိန်ဖြစ်တယ်အရန်ရတာရှိတယ်ဘယ်လိုရတာရှိတယ်ဆို revelation မရှိဘူးတဲ့သူကတော့အရတာမရှိဘူးဒါပေမဲ့ revelation ဖယားဖွင့်ပြခြင်းတစ်ခါခံစားပြီးတဲ့သူတိုးထိမှုခံစားပြီးတဲ့လူတယောက်ကအဲ့ဒီအရာကိုရရှိခြင်းလုံးတဲ့အခါမှာမရမကတိုးဝင်တော့တယ်ကျောင်းကြီးကိုမောင်မတွေကိုသူ့ရဲ့တိုးထိခြင်းလေးအရန်ခံစားစေချင်တယ်သူ့ရဲ့တိုးထိခြင်းတွေသူ့ရဲ့ချစ်ခြင်းတွေသူ့ရဲ့ပွေ့ဖက်ခြင်းတွေတင်မခံစားရပဲနဲ့တင်ဖယားကိုယ်ကွယ်နေဆိုတာကြီးကတင်ဘာသာထဲမှာရှိနေလေအဲ့ဒါကိုဖြစ်စေချင်တာငါဖယားငါ့ကိုဒီလိုမျိုးချစ်တယ်ဆိုတာငါသိတယ်ဆိုတာလက်စုပ်လက်ကင်ပြတယ်လောက်တဲ့အထီးတင်းမှာရှိထားပြီဆိုရင်တင်းကိုးကွယ်တာမပြင်းတော့ဘူးအဲ့ရဝင်တဲ့ခါမှာလည်းပဲသူနဲ့ပဲညောက်နေတာရဲ့အဆုံးကိုသူနဲ့အဆုံးတတ်ချင်တယ်နေတာပြန်ဆလာပြီဆိုရင်လည်းပဲမျက်လုံးနဲ့လုံးဖွင့်တာနဲ့ Love you Jesus Good morning Jesus I'm not alone. I'm not alone. Hallelujah. သူများပြန်လဲအပင်ဒီချင်းတွေအားလုံးကသူတို့အလကားဖြစ်လာတော့မဟုတ်လား reject ညှင်းပယ်ခြင်းနဲ့ထွက်လာတဲ့ရတယ်သူများရဲ့ reject လောက်ခံတဲ့ထဲနဲ့ထွက်လာတဲ့ရတယ်ဒါပေမဲ့ပတ်ထားတင်သူများ reject လောက်ခံပြီဆိုရင်တင်နာမှာသူရှိနေပြီခါလေးမဖြစ်ချင်တာတွေတင်ပေါ်မှာဖြစ်လာရင်ဘယ်သူမှပြတ်မတင်ပါနဲ့ခြေစွပြုရင်အဲ့ဒါအကောင်းဆုံးဖြစ်ဖို့ပါတင်မဖြစ်ချင်တာတွေဖြစ်လာတာကအကောင်းဆုံးဖြစ်ဖို့ဘယ်သူမှပြတ်တင်ဖို့မဟုတ်ဘူးအဲ့တင်တော့ကောင်းချင်မှကောင်းနေမယ်ဒါပေမဲ့တင်ဝိညာဉ်ကောင်းဖို့ဘုရားလုပ်နေတယ်အာမင်တင်ဝိညာဉ်ကောင်းမှုဖျားခင်လုပ်နေတယ်။ဘာကြောင့်လဲ။တင်ဘလောက်ပဲကြွယ်ဝချမ်းသာအောင်မြင်နေပါစေ။တင်ဖျားမပါပဲသက်ရှင်တာတင်အယံပျော်မယ်ထင်လို့လား။တင်ပတ်စံနေအယံရှိသွားတင်ပျော်မယ်ထင်လို့လား။ No. No. ပတ်စံရှိပြီးတော့ရွေချက်မရှိရင်လကားပဲဗျပတ်စံမရှိဘဲနဲ့ရွေချက်ပတ်စံရှိတယ်ဗျရွေချက်မရှိဘူးဆိုရင်အဲ့ဒီပတ်စံသူ့မကြခင်ဖြတ်စည်းတော့မှာအဲ့ဒီပတ်စံနဲ့ပဲ तू ကမွေးစေဝါချိုင်ချမချိုင်မိမရင်နဲ့ပြက်စီမောရင်တခုခုသူ့ဘဝဖြစ်တော့မယ်ဒါပေမဲ့ကျွန်တော်ဘဝရဲ့အကောင်းဆုံးကတော့ယေရှုနဲ့ယဉ်ကျေးသွားခြင်းပဲဒီနေ့ तू အတင်းကိုစောင့်နေတာကြာပြီသူနဲ့တင်မိသားဖွဲ့ရမယ်အချိန်ကဒီချိန်ဖြစ်တယ်လို့ကျွန်တော်ထင်မှာအရန်ခံစားရတယ်